screen သေးသေးလေးနဲ့စကားကြီးကြည့်ရတာမျက်စိညောင်းနေပြီ phone screen တွေထက်အစာပေါင်းများစွာကြီးပြီးကိုယ့်ရဲ့မျက်စိကိုမထိခိုက်တဲ့ projector တစ်လုံးကိုပြောင်းမသုံးချင်ဘူးလားဒါဆိုလို့ရှိရင်တော့ Brandy ကိုလည်း lifetime Brandy ပေးထားတဲ့ projector လေးကြောင်းကိုသုံးအောင်ဆက်ကြည့်မင်္ဂလာပါ favorite projector accessory ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လင်းအားကောင်းကောင်းရုပ်ထွက်ကြီးကြီး function စုံစုံမှာရတဲ့အပြင်ကိုဒီလိုက်ပါအသုံးပြုလို့ရနိုင်တဲ့ favorite ရဲ့ C5 Pro projector လေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ projector လေးရဲ့ specification อ่ะဆိုရင် lumens က 1300 ANS ဆိုင်1900 lumen အောင်ဖြစ်ပြီးတော့သူ့ရဲ့ native resolution อ่ะဆိုရင်1920 1080ဖြစ်တဲ့အတွက် Full HD ကိုကြည့်လို့ရတဲ့အပြင်ကို 4K ကို support ပေးပါတယ်သူ့ရဲ့ display อ่ะဆိုရင် LCD panel ကိုမှ LED lamp ကိုသုံးထားတဲ့အတွက်ဒီတောင်ရှင်းအရသာကိုခန်းစားမှာပဲဖြစ်ပါတယ်သူ့ရဲ့ mic တက်တန်းဆိုရင်9000လောက်ဖြစ်တဲ့အတွက်9နှစ်6နှစ်ကတော့အသာလေးကြည့်လို့ရမယ်။သူက Android version ဖြစ်တဲ့ Google TV version ဖြစ်တဲ့အတွက်ကို YouTube ကြည့်မရတာတွေအခြား software ထည့်မရတာတွေလုံးဝမရှိပါဘူး။ဖုန်းနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင် iPhone, MacBook, Windows, Android ဖုန်းတွေနဲ့လည်းချိတ်ဆက်ပြီးတော့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။screen size အနေနဲ့ဆိုလို့ရှိရင်လက်မ30ကနေလက်မ300အထိကိုကြည်တောက်ရှင်းကြည့်ရှုနိုင်မှာဖြစ်ပြီးတော့ day-light မှာအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့လက်မ150အထိကတော့ကြည်တောက်ရှင်းကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ auto focus auto keystone ဖြစ်ပြီးတော့သူ့ရဲ့ power consumption က60 watt ပဲဖြစ်တဲ့အတွက်မီးမလာတဲ့နေရာမှာဆိုရင် power station solar inverter တို့နဲ့လည်းချိတ်ဆက်ပြီးတော့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ speaker ကလည်းဘေးရင်ဖြစ်တဲ့အပြင်ကို bluetooth speaker တွေနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်ပါတယ်။သူ့ရဲ့ input source အနေနဲ့ကတော့ HDMI တစ်ပေါက် LAN ပေါက်တစ်ပေါက် USB 2ပေါက်နဲ့ audio ပေါက်တွေလည်းပါဝင်တာဖြစ်ပါတယ်။ဒီ projector လေးကိုဘယ်သူတွေအသုံးပြုသလဲဆိုရင် KTV ဘာစာသင်ခန်း meeting room home cinema လုပ်ချင်တဲ့သူတွေအတွက်အထူးသင့်လျော်ပါတယ်။ favorite မှာဝယ်ထားတဲ့ projector ရဲ့အားလုံးအတွက် service အတွက်ကောစိတ်ပူစရာမလိုသလိုအပေါ်ပစ္စည်းအတွက်လည်းစိတ်ပူရမလိုပါဘူး။ဒီ projector လေးကိုစိတ်ဝင်စားလို့ဆက်သွယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်39929333ကိုဆက်သွယ်မှာနေပါတယ်။ရန်ကုန်မန္တလေးမှာ showroom ရှိတဲ့အတွက်လာရောက်ကြည့်ရှုဝယ်ယူနိုင်ပြီးတော့တကယ်လို့နေရာ customer တွေဆိုလို့ရှိရင်ငွေလွှဲပြရနဲ့ဂိတ်ချပေးပါတယ်။ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်။